ကျွန်မပြောမိတ်ဆက်ပေးခြင်းတဲ့အခန်းလေးတွေကတော့ dormitory လို့ခေါ်တဲ့အခန်းလေးတွေဖြစ်ပါတယ်အထူးသဖြင့် teenagers တွေเนาะလူငယ်လူရွယ်တွေငွေလည်းသိမ့်မဖြုံးညင်ဘူးမိဘဆရာလည်းမတောင်းညင်ဘူးကိုယ်ငွေလေးနဲ့လောက်အောင်ကိုဖာသာကိုတူးကိုချွန်ပြီးလားလည်မယ်ဆိုတဲ့လူငယ်လူရွယ်တွေအတွက်ဒီ dormitory ခန်းလေးတွေရဲ့တန်ဖိုးဟာအင်မတန်ကိုမှ reasonable ဖြစ်ပါတယ်ကွက်တီကိုတပွဲစာလောက်ပဲရှိရဲ့ရှင်2ယောက်ဆိုရင်မှကွက်တီကိုတပွဲစာလောက်ပေါ့နော်အဲ့တော့အဲ့ dormitory ခန်းလေးတွေကိုမပြခင်မှာ dormitory ခန်းလို့ဘာလို့ခေါ်ရတာလဲဆိုရင်တဘောကနောက်တိုင်းနိုင်ငံတွေကနေကျမတို့ backpackers လို့ခေါ်တဲ့ခီးသွားတဲ့ခီးပဲသွားကျင်တယ် luxury ဖြစ်စရာမလိုငွေကြေးဖြုံးစရာမလိုဆိုတဲ့ဧည့်သည်တွေလိုပါပဲဒီတညအိတ်ဖို့အတွက်ကိုပတ်စံကိုတိတ်မသုံးဘူးဒါပေမဲ့နေပိုင်းအချိန်တွေမှာဒီအခန်းထဲမှာအချိန်ကုန်မှမဟုတ်တာเนาะနေပိုင်းအချိန်တွေမှာကိုသွားလဲခြင်းတဲ့နေရာတွေသွားမယ်ဈေးဝယ်စရာရှိတဲ့လူတွေကဈေးဝယ်မယ်အဲ့ဒီအတွက်ကျမတို့ကအင်မတန်ကိုတက်တာတဲ့ဈေးနှုန်းနဲ့နေလို့ရတဲ့အခန်းလေးတွေဒီ Platinum Family House number 1မှာရှိပါတယ်ရှင်အဲ့ဒီအခန်းတွေကိုတော့ dormitory ခန်းလို့ခေါ်ပါတယ်တစ်ယောက်ကိုဘတ်400ပဲကျပါတယ်2ယောက်မှဘတ်900ပဲကျပါတယ်ရှင်dormitory ခန်းဖြစ်တဲ့အတွက်မျက်နှာတစ်ကြွယ်ခွက်တွေအိမ်သားတွေကတော့အိတ်ခမ်းရဲ့အပြင်မှာရှိပါတယ်ဒါပေမဲ့အရန်တန်ရှင်းပါတယ်ရှင်အဲ့တော့ဒီ teenagers တွေတို့ဥမာငွေကြေးကိုမဖြုံးခြင်းဘူးမိဘတွေစီကလည်းမတောင်းခြင်းဘူးမိမိရဲ့လောက်ခလာစာနဲ့မိမိဖာသာလားလဲခြင်းနဲ့ဆိုတော့လူငယ်လူရွယ်တွေအတွက်ကျမက recommend လုပ်ချင်တာကတော့ဒီ400တစ်ယောက်ခန်း400နှစ်ယောက်ခန်း900တန် dormitory လေးတွေနဲ့မိတ်ဆက်ပေးချင်တာပါရှင်ကျေးဇူးတင်ပါတယ်